ဟုတ်ကဲ့ကျွန်တော်ဒါအန်ကယ်ဦးဟန်ရှင်ဝင်းကိုကျွန်တော်မေးချင်တာရှိပါတယ်အဓိကကတော့ဒါအန်ကယ်ဦးဟန်ရှင်ဝင်းကဒါရှေ့မှာလဲဒါမြေယာဥပဒေပြင်ဆင်ရေးတွေလုပ်ခဲ့တယ်နောက်ဘားကောင်စီဒါပြင်ဆင်ရေးတွေဥပဒေရေးရမှာလဲတက်နိုင်သလောက်ဒါတွတ်တော်ကိုယ်စားလှယ်တွေရင်းနှီးတဲ့မိတ်ဆွေတွေကနေတစင်ဒါကူညီတာတွေနောက်တိုင်းရင်းသားဒေသတွေမှာလဲဒါမြေယာရေးနဲ့ပတ်သက်ပြီးတော့ဒါကိုယ့်ရဲ့ဥပဒေပညာနဲ့ဆောင်ရွက်ပေးခဲ့တာရှိပါတယ်အဲ့တော့နောက်တစ်ခုကတော့ကျွန်တော်တို့ဒီလက်ရှိမှာလဲဒါနိုင်ငံရေးအရာဒါရှေ့မှာဒါလွတ်တော်ခန်းကဏ္ဍဒါရှေ့မှာ2015 2012ကြားပြတ်မှာလဲဒါဦးဟန်ရှင်ဝင်းဆိုတာရွေးကောက်ပွဲမှာလဲဝင်ပြန်ခဲ့တယ်အဲ့တော့ဒါ2015 2020ပေါ့ဒီလိုရွေးကောက်ပွဲတွေမှာလဲဒါဒီလိုပဲဖြစ်ဖြစ်အစိုးရကြီးလွတ်တော်တွေပေါ်လာတယ်အခင်းချင်းရှေ့တစ်လျှောက်ပေါ့နော်ဒါဟိုဒီပေါ်မှာ2008ဖွဲ့စည်းပုံရှင်ဥပဒေပြင်ဆင်ရေးနဲ့ပတ်သက်ပြီးတော့ဒါတလျှောက်လုံးကဒါလှုပ်လာရတဲ့ဟာတွေဒါဥဟန်ရှင်နဲ့တွေ့ကြကြမှာအဲ့တော့အဲ့ဒီတုန်းကလည်းကျွန်တော်တည်တလောက်ကဆိုရင်ဒါ2008ပြောဆိုရင်ပြင်ဆင်ရေးကြောင့်မလို့လွတ်တော်တဲ့ဝင်ရတယ်ဆိုတဲ့စကားရက်တွေလည်းရှိခဲ့တယ်ပေါ့နော်အဲ့တော့ဒီပေါ်မှာလဲဥဟန်ရှင်ဝင်ဘလို့ဒါရှေ့တုန်းကဖြစ်ခဲ့တဲ့ပုံမှာဒါပြန်ပြီးတော့အမြင်သဘောထားပေါ့နော်ဒါဘာကြောင့်ဒီလိုမျိုးတွေဖြစ်ခဲ့တယ်ဘာတွေဖြစ်ခဲ့တယ်ဆိုတာကိုလည်းဒါဆွေးနွေးပေးစီလိုပါတယ်နောက်တစ်ခုကတော့ဒါ2008လို့ပြောလိုက်တဲ့အခါမှာကျွန်တော်တို့ဒီဘက်ကဒီငင်းချင်း process လို့ပြောမှာပါဒါ peace process မှာလည်းဒါတွေကဒီကျွန်တော်တို့ဟို NCA ပေါ့နော်ဒါ Nationwide Ceasefire Agreement လို့ခေါ်တယ်ဒီပေါ့တနိုင်ငံလုံးပြည့်ခက်ရစေးသဘောတူစာချုပ်အဲ့တော့သဘောတူစာချုပ်မှာလည်း Union Accord ပေါ့အဓိကတော့2008ဖွဲ့စည်းပုံအခြေခံဥပဒေကိုပြင်ဆင်ရန်လိုအပ်ပါတယ်လို့တက်မတော်ကအစိုးရကလွတ်တော်ကတိုင်းသားလက်နက်ကင်တွေကောပေါ့နော်အကုန်လုံးကသဘောတူလက်မှတ်ထိုးပြီးတော့မှဒါဆုံးဖြတ်ထားတဲ့အရာဖြစ်တယ်အဲ့တော့2008အဲ့ဒီ Union Accord မှာလည်းဒါအစိပ်ပိုင်းမှာဒါပါတယ်အစိပ်ပိုင်း1ပိုင်း2ပိုင်း3ထိဒါဒီမှာဆိုရင်လည်းလူမျိုးရေးကဏ္ဍမြေယာကဏ္ဍဒါဒီမိုကရေစီကဏ္ဍနောက်ပြီးတော့ဒီဟိုသူ့ရဲ့မူဝါဒတွေစတဲ့ဟာတွေဘယ်ပိုင်းတွေမှာဘလို့မူဝါဒတွေနဲ့ပြင်ဆင်မယ်ဆိုတဲ့အထိဒါသဘောတူညီပြီးသားဖြစ်တယ်ပေါ့နော်အဲ့တော့2008ကပြောရရင်နှစ်ပိုင်းဖြစ်တာပေါ့အဲ့တော့ဒီ2008ပေါ်မှာဒါရှုမြင်သုံးသက်တဲ့အပိုင်းမှာရှေ့တစ်လျှောက်လုံးကြုံခဲ့ရတဲ့ဖွဲ့စည်းပုံရှင်ပြင်ဆင်ရေးလှုပ်ရှားခဲ့ကြတဲ့ဒီအစိုးရတွေလွတ်တော်ဒီရဲ့အခန်းကဏ္ဍပေါ်မှာအမြင်နဲ့လက်ရှိဒီငင်းငိုင်းဖြစ်စဉ်ပေါ်မှာဒါ Union Accord ပေါ်မှာလဲဒါအမြင်တွေပေါ့နော်ဒီနှစ်ခုကိုဒါသုံးသက်ပေးစီလိုပါတယ်အဲ့ဒါလေးမေးချင်တာပါခင်ဗျဟုတ်ဒီကပြောတာက2008ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးအတွက်လုပ်ခဲ့တဲ့လုပ်ရက်ကိုအဓိကမေးတာပေါ့ဗျာဟုတ်ကဲ့ပါဟုတ်ကျွန်တော်တော့လုံးဝသဘောမတူအဲ့လိုပြောတော့ဟိုဘာကိုသဘောမတူတာလဲဆိုတော့ကျွန်တော်နည်းနည်းလေးရှင်းအောင်ပြောပြပါ2015တုန်းကဒါဖွဲ့စည်းပုံအခြေခံဥပဒေတရားဝင်ပြင်ခဲ့ဘူးလေပြင်ခဲ့တဲ့အပေါ်မှာကျွန်တော်တို့သုံးသပ်ကြည့်ပြည်နယ်နဲ့တိုင်းတွေမှာပို့ပြီးတော့လုတ်ပိုင်ခွင့်တွေရအဲ့ဒါပြည်သာပြည်နယ်တကယ်တော့ပြည်နယ်တဲ့တိုင်းတွေမှာဘာလုတ်ပိုင်ခွင့်များတူရအောင်ဒီသဘောတူညီချက်ပြင်ဆင်ချက်အရာလုတ်တာရှိသလဲလို့ကျွန်တော်နံပါတ်1စပြီးအဲ့တော့ပြောချင်တာကဒီမိုကရေစီဘောင်ကိုတကယ်ချဲ့ချင်တာအဲ့ဒီမှာမိကုံးကတက်ပြီနော်တော်တော်ကြီးမားတဲ့မိကုံးပဲနောက်ဆုံးဒီမိုကရေစီဘောင်ကိုတကယ်ချဲ့ချင်တယ်ဆိုရင်အဲ့ဒီတော့ကချဲ့ရတဲ့လောက်ကိုဘလောက်စိတ်ဝင်စားဆိုတာအကောက်တွေပေါ်ခဲ့တယ်ဥပမာတစ်ခုကျွန်တော်ထောက်တာအဲ့ဒီမှာပြင်ဆင်ချက်ရဆိုရင်မြေနဲ့ပတ်သက်ပြီးပြည်နယ်တိုင်းနေကျွန်တော်ရောက်တယ်ရောက်တော့တော်တော်များများအကြောင်းပြပြီးတော့မြေတွေအသိခံရဘသူကဘသူသိနေဆိုတော့ကျွန်တော်မပြောတော့ပဲကျွန်တော်ကိုယ်တိုင်ပါဝင်ခဲ့တာပါပဲဒါပေမဲ့ဘာလို့သိနေတာလဲသူတို့ထောက်ပြတော့ပုံစံခုနှစ်မရှိဘူးပုံစံခုနှစ်ဘာလို့မရှိတာလဲလို့စဉ်းစားတော့မှတ်ပုံတွေမရှိလို့ဟင်းအဲ့ဒီမှာမှတ်ပုံတွေမရှိတဲ့သူဒုနဲ့ဒီပဲအဲ့ဒီတော့ခင်ဗျားစဉ်းစားကြည့်အဲ့လိုမှတ်ပုံတွေမရှိတာချင်းအတူတူအဲ့တော့ဝါနဲ့ဘာထူးလို့ဝါပြည်နေမှာပဲမှတ်ပုံတွေရှိဖို့မှမလိုတာဗျခုဒီမှာမှတ်ပုံတွေရှိပြီးတော့မှတ်ပုံတွေလုတ်ပေးရင်ရရဲ့တန်းနဲ့မှတ်ပုံတွေမရှိလို့ဆိုပြီးအကြောင်းပြပြီးမြေသိမ့်နေတာကိုကျွန်တော်တို့ပြင်ဆင်ထားတဲ့ဖွဲ့စည်းပုံအခြေခံဥပဒေအရငါတို့ဘာတွေလုပ်ကြမလဲဘယ်သူမှမစဉ်းစားခဲ့ဒါသည်တနည်းအားဖြင့်တကယ်ပြင်ကျင်လို့ဘောဟုတ်ရဲ့လားကျွန်တော်စပြီးတန်တရားဖြစ်တယ်ဒုတိယကျွန်တော်ဆက်ပြောအခု Union Accord ဆိုတာတနည်းအားဖြင့်ပြောရင်
တမတော်ကလည်းညင်းလို့မရဘူးဒါအရငါတို့ဒီနေရာဒီမှာပြင်မယ်ဆိုလို့ညင်းလို့မရခင်ဗျားတို့ကြည့်ရလေဒါအရပဲလေအခုတော့မဟုတ်ဘူးကျွန်တော်တို့ရွေးကောက်ပွဲကော်မရှင်ဖွဲ့တယ်လို့ပဲဥအောင်ကြည်ညွန့်ကော်မရှင်လို့ပဲကျွန်တော်သုံးသပ်သူကော်မရှင်ကနေပြီးတော့လုပ်တဲ့ကမှာကြားမှာပါတကယ်လေးလာတဲ့သူဆိုပြဿနာတွေအများကြီးသူတို့ထုတ်ချင်တဲ့အချက်ထုတ်ပြီးတော့တောက်ပြေးကျွန်တော်မိတ်ဆွေရခိုင်အမတ်ဆိုလို့ရှိရင်တော်ပြီတဲ့ငါနောက်တစ်ကြိမ်ဆိုရင်ဒီလွတ်တော်ကိုအယုံကြည်လည်းမရှိတော့ဘူးလွတ်တော်အမတ်နေတယ်လဲဝင်ပြီးအရွေးမခံတော့ဘူးကျွန်တော်အဲ့လိုပြောခဲ့ဒါဒီဘာလဲဆိုဒီနေ့ပြောနေတယ်တိုင်းရင်သာလှုပ်ရှားမှုတွေပေါ့လက်တက်ကင်လှုပ်ရှားမှုတွေအားလုံးအဲ့ဒါရဲ့အကျိုးဆက်တော့ကျွန်တော်ပြောချင်ဒါနံပါတ်1အချက်နော်နံပါတ်3အချက်ကျွန်တော်ပြောတော့အဲ့ဒါကဘာလဲဆိုတော့ရွေးကောက်ပွဲကအလွန်ကြီးအဲ့တော့ကိုယ့်ကိုလာပြီးတော့မဲပေးတဲ့သူတွေကကိုသတ်မှတ်ထားတဲ့ရာခိုင်နှုန်းတစ်ခုမရရင်အခြားသူတွေနဲ့ညွန်ပေါင်းဖွဲ့ရမှာကြောက်ဖဲ့မပေးခြင်းဘူးပေါ့အဲ့ဒီအကြောက်ကြောင့်လူတွေရဲ့ဟိုပါပေါ့ဗျာပရိသတ်ကိုကျွန်တော်နားလည်အောင်ပြောပါကျွန်တော်တို့တခါကြဇတ်ထဲမှာပရိသတ်ကတော့မျက်ရည်ချွေကျွန်တော်ပါလဲပုံနာလေးကိုချပြဒါပေမဲ့တရားကမှလို့နတ်ပေါင်းကပေါင်းကန်းရောက်တယ်ကောင်းကန်းရောက်အဲ့ဒါကိုမပြောဘဲနဲ့ပုံနာလေးပြန်ချပြဖြစ်တာအဲ့တော့အမုန်းတရားတွေကိုကျွန်တော်တို့ဖော်ထုတ်တယ်မဲတွေအဖြစ်ပြောင်းမှုလုပ်တယ်ဆိုတဲ့အဲ့ဒီအချက်ကိုပြောရင်တော့ကျွန်တော်တတ်မှာကျွန်တော်ကတတိပုဂ္ဂလာလေဘယ်ပါတီမှာပါတဲ့ကောင်ပေါ့ကျွန်တော်ကဒီနေ့ပြောတဲ့စကားနဲ့ဆိုရင်ဘယ်အုပ်စုမှာမပါတဲ့တကယ် silence majority တွေကတယောက်ပြန်ဒါမှကျွန်တော်ကိုပြည်သူလို့မတတ်မှတ်ခြင်းလဲနေဖို့ဒါကျွန်တော်ရဲ့ခံစားချက်ပြောတာပါဥပဒေအရပြောရင်တော့အများကြီးပုတ်ထိပုတ်မှတ်တယ်ခင်ဗျပြောရင်အများကြီး2008ပေါ့ဖွဲ့စည်းပုံပေါ်မှာပြင်ဖို့လုပ်ခဲ့တယ်2015နောက်ပိုင်းလှုပ်ရှားမှုတွေတော့စောစောကကျွန်တော်ပြောတဲ့3ချက်ထဲမှာပါပြီးဖြစ်ပါတယ်အဲ့ဒါကြောင့်ကျွန်တော်ကတဲ့ပဲပြောရမယ်ဆိုရင်တော့တကယ်ပြင်ကျင်တဲ့ရည်ရွယ်ချက်နဲ့လုပ်ခဲ့တာမဟုတ်ပါဘူးပုံနာလေးကိုပြပြီးတော့မင်းသားလေးမင်းသမီးလေးတနာအောင်လုပ်တယ်မဲရဖို့ရည်ရွယ်ချက်လို့ကျွန်တော်ပြောခဲ့တယ်ပဲဒါကျွန်တော်ရဲ့ဆိုးဝါးဆုံးမှတ်ချက်တွေဖြစ်နိုင်ပါတယ်ဒါပေမဲ့အခုမေခွန်းထဲမှာတစ်ခုပါလာတယ်2012ကာလတုန်းကလည်းဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဖို့လုပ်ခဲ့တယ်ဆိုတဲ့စကားလေးပါလာတော့အဲ့ဒါကတော့ကျွန်တော်ပြောဖို့ကြံသွားတဲ့အချက်ပေါ့အဲ့ဒါကတော့ကျွန်တော်2012မှာတတိပုဂ္ဂလအနေနဲ့ရွေးကောက်ပွဲဝင်ရတာဒါကြောင့်ပါပထမကျွန်တော်ဒေါ်စန်းစုကြည်ရဲ့ဖွဲ့စည်းပုံအခြေခံဥပဒေပြင်မယ်ဆိုတဲ့ဒါကြွေးကြော်တာအဲ့ဒါကိုစပြီးကျွန်တော်ကြားလိုက်တယ်2012ရွေးကောက်ပွဲကအဲ့ဒီရွေးကောက်ပွဲကိုသူကဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဖို့ဒီရွေးကောက်ပွဲကိုဝင်ရပါတယ်လူတွေကမသိတဲ့လူတွေကကြိုက်တာဒါကကောင်းတဲ့အလုပ်ပဲထင်တာဒါပေမဲ့ဘလို့ကောင်းဒါလက်တွေ့ကြသလားဆိုတာကျွန်တော်တို့ကြတော့ဥပဒေအချက်လက်နဲ့ထောက်ပြနိုင်အများဗျာလို့အဲ့ဒီလွတ်တော်ကြီးတစ်ခုလုံးများလို့အခုရှိသမျှအကုန်လုံးအဲ့တော့ဒီကံပြိုးအမတ်တို့အကုန်ထွက်အကုန်လုံး NLD တဲ့ရောက်ဒါတော့ပြင်လို့မရဘူးဗျာအနည်းဆုံးတက်မသွားတယောက်မပါရင်ပြင်လို့မရဘူးဒါတက်တဲ့ဒီနေ့စကားနဲ့ပြောတော့ဂျင်းထဲ့တာလက်တွေ့မကြတာပြောတာကျွန်တော်ကအလုံးမတန်မှဥပဒေသမားတယောက်နဲ့ပြောချင်တာကျွန်တော်ရဲ့ရည်ရွယ်ချက်ကိုလည်းနိုင်ငံတော်မျက်နှာကြည့်ပါလေတဦးတစ်ပါးဒီလက်နှာကြည့်မှာပေါ့အဲ့ဒီတော့ကျွန်တော်ကနိုင်ငံတော်ဆိုတဲ့မျက်နှာကိုကြည့်ဖို့ပဲအဲ့ဒီခက်ကလည်းစာရွက်ဆိုတော့ထုတ်ခွင့်မရှိနာတာဆိုတာရမှာထုတ်ခွင့်ရှိနာတာရနိုင်တဲ့ဒီကရွေးကောက်ပွဲကျွန်တော်ဝင်ရတာအဲ့ဒါကြောင့်ကျွန်တော်ရဲ့ပန်းရောင်စာတမ်းမှာဖတ်ကြည့်လိုက်ပါဟာလား
ဒီ436ကိုလည်းရှင်းပြထားတယ်ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ရေးဆိုပြီးတော့လှုံ့ဆော်ပြီးတော့မဲတောင်းတာလဲမှားတယ်ဆိုတာကျွန်တော်ထောက်ပြခဲ့အဲ့လိုမှားတယ်ဆိုတာကျွန်တော်ထောက်ပြပါရတဲ့နဲ့မှာငါတို့ကတော့ဟေးစောစောပြောသလိုပဲမဲခွဲတာမလို့ခြင်းဘူးဟာတပါတီထဲမှာစုပြီးမဲပေးတော့ပေးခြင်းပေးကြ NLD ပဲပေးကြအဲ့ဒါဆိုရင်ကျွန်တော်ရဲ့ပန်းရောင်စာတမ်းမှာအတီလေးပေါ်ပြထားပါတယ်အဲ့ဒါကြောင့်ကျွန်တော်အဲ့ဒီတုန်းတွေရတယ်နိုင်ငံမျက်နှာပဲကျွန်တော်ကြည့်တယ်ကျွန်တော်ရဲ့ရည်ရွယ်ချက်ကလည်းခုချိန်ဒီဘယ်ပါတီမှလည်းမဝင်သလိုဘာပါတီမှလည်းကျွန်တော်ဖွဲ့စည်းထားတာမရှိဘူးကျွန်တော်အခုဆိုတဲ့ဓာယတဆိုလည်းသမက်ကအဆင့်ကရေဂျိုကနေပြီးဘဲမှမကြောက်တနည်းအားဖြင့်ကျွန်တော်နိုင်ငံသားတယောက်အနေနဲ့ပဲရှိတယ်အဲ့ဒါကြောင့်နိုင်ငံတော်မျက်နှာပဲကြည့်ပြီးတော့အားလုံးအတူတူဝိုင်းစဉ်းစားကြမယ်ဆိုရင်တော့ဒီနေ့ဘလောက်ပဲမတူကွဲပြားဖြစ်နေပါစေအားလုံးကနီးစပ်လာနိုင်စရာကြောင်းရှိကြောင်းပါဗျာဟုတ်ကဲ့ပါဟုတ်အရင်ဝင်ကျေးဇူးပါကျွန်တော်တို့ဒီမှာတော့လောလောဆယ်ပေါ့နော်ကျွန်တော်တို့မြင်တာကဒီတလျှောက်လုံးဒီနိုင်ငံရေးဖြစ်စဉ်ကိုစဉ်းစားတဲ့အခါကျရင်ကျွန်တော်နားလေတလောက်ပြောရင်တော့ဒါအင်္ဂလိပ်ဦးဟန်ရှင်ဝင်းလို့လည်းဒီလိုမြင်နေထင်ပါတယ်ကျွန်တော်တို့ကတိုင်းပြည်ကဆင်းရဲနေတယ်တိုင်းပြည်ကဆင်းရဲနေတယ်ဒါအဲ့ဒီအခြေအနေမှာညှိနှိုင်းပြီးတော့ဒါအကောင်းဆုံးဖြစ်အောင်ဒါဘယ်သူမှမနစ်နာအောင်တိုင်းပြည်တိဆောက်ရေးကိုသွားနိုင်ဖို့အတွက်ဒါအင်္ဂလိပ်ဦးဟန်ရှင်ဝင်းတို့လူဒါဘယ်လိုပဲအသက်အရွယ်တစ်ခုလည်းရောက်နေတယ်နိုင်ငံရေးကိုလည်းဒါကိုကဓမ္မဒိဋ္ဌံကြယထဗုဒ္ဓကြပြောနေတဲ့အစုဖွဲ့တွေကအဲ့ဒီကာလတွေတုန်းကတော့ဒီလိုတွေပဲပြောခဲ့တဲ့ဖြစ်စေခြင်းနဲ့အစုဖွဲ့ထဲမှာပါမယ်လို့ကျွန်တော်လည်းထင်ပါတယ်။ဘာလို့ဆိုတော့ဒီတိုင်းပြည်တိဆောက်ရေးကိုသွားပါဒီအာဏာနိုင်ငံရေးတွေတစ်ဖက်နဲ့တယောက်နဲ့တယောက်အပြန်အလှန်တိုက်ခိုက်ပြောဆိုနေတာဒါကျွန်တော်နားလည်တာဆိုရင်ကျွန်တော်တို့တခြားလုံးပေါ့နော်ကျွန်တော်တို့လည်းဒီဘက်မှာဖြတ်လာတဲ့တခြားလုံးမှာလည်းကျွန်တော်တို့ဒါမှာစစ်တပ်ဆိုကျွန်တော်တို့လည်းပြောဆိုကြတာပဲနော်အဲ့လိုပဲဒီဘက်မှာလည်းကျွန်တော်တို့ဒီဘက်ကစစ်တပ်ကလည်းဖိနေတာပဲအဲ့တော့ဒီအစိုးတန်တွေကလဲနေတာပေါ့နော်အဲ့တော့ဒီနိုင်ငံရေးဖြစ်စဉ်ပေါ်မှာလည်းကျွန်တော်တို့ကတော့ဒါပြန်ပြီးတော့ဘယ်လိုပုံစံကအကောင်းဆုံးဖြစ်မလဲဘယ်လိုဘာကအတက်နိုင်ဆုံးပေါ့နော်ကျွန်တော်တို့ပြေရော့မှုရှိမလဲဆိုတော့ပြန်ပြီးတော့သုံးသပ်ရမယ့်အခြေအနေတော့ဖြစ်လာပြီလို့မြင်ပါတယ်အင်္ဂလိပ်ဦးဟန်ရှင်ဝင်းကိုကျွန်တော်မေးချင်ပါတယ်အဲ့တော့ဘယ်လိုပဲဖြစ်ဖြစ်အင်္ဂလိပ်ဦးဟန်ရှင်ဝင်းကနိုင်ငံရေးကျင်းသားလည်းဖြစ်တယ်1988ကနေပြီးတော့ဒီနေ့ထိဒီမိုကရေစီရှင်သန်ရေးအတွက်ဒီဇိုင်းမတ်ဆောင်ရွက်ခဲ့တယ်အဲ့လိုပဲဒီမိုကရေစီရှင်သန်လာတဲ့မြဒီမိုကရေစီကိုဘယ်လိုထိန်းချောင်းမလဲဆိုတာပေါ်မှာလည်းဒါဒီဇိုင်းမပြောခဲ့တဲ့ပုံကိုတယောက်လည်းဖြစ်တယ်ဥပဒေသမားတယောက်လည်းဖြစ်တယ်လို့တရားလွတ်တော်ရှေ့နေတူလည်းဖြစ်တယ်အဲ့တော့ဘယ်လိုပဲဖြစ်ဖြစ်ကျွန်တော်တို့ဒီတစ်လျှောက်လုံးရဲ့ကာလပေါ့ကာလလုံးလျှောက်လုံးမှာဒါဒီစစ်ဆိုးရကာလလျှောက်လုံးမှာဥပဒေကဲ့သို့အာဏာတည်သောအမိန့်တွေနေတာဘယ်လိုပဲဖြစ်ဖြတ်တန်းခဲ့ရတဲ့ဒါလူအသက်တာမှာဖြတ်တန်းခဲ့ရတဲ့ပုံကိုတယောက်ဖြစ်တယ်အဲ့တော့ဘယ်လိုပဲဖြစ်ဖြစ်ဥဟန်ရှင်ဝင်းအနေနဲ့မြန်မာတက်မလို့ပဲလို့ပဲပြောမြန်မာစစ်တက်လို့ပဲပြောပေါ့နော်အဲ့ပေါ်မှာဘယ်လိုသဘောထားပေးခြင်းလဲဒါမှမဟုတ်လေအပြူသဘောဆောင်တဲ့သဘောထားပေးမယ်ဆိုရင်ဘယ်လိုမျိုးပြောခြင်းလဲလက်ရှိအခြေအနေနဲ့နှိုင်းရှင်ထိုးပြီးတော့မြန်မာစစ်တပ်အနေနဲ့ဘယ်လိုပုံစံလုပ်ရင်တော့ဘာတွေဖြစ်လာနိုင်လဲဘာတွေရှိလာနိုင်လဲလူလူကိုလည်းသိစေခြင်းတယ်ပေါ့နော်အဲ့အတွက်လည်းဒါမြန်မာတက်မလို့ပေါ်မှာဘယ်လိုသဘောထားရှိလဲဆိုတာကိုဖြည့်ပေးစေလိုပါတယ်ခင်ဗျကဲကျေးဇူးပါဥပဒေသမားတယောက်အနေနဲ့မြင်တော့တပ်မတော်ရဲ့ကာကွယ်ရေးဦးစီးချုပ်ကိုဘယ်လိုရွေးချယ်မယ်ဆိုတာနဲ့ပတ်သက်ပြီးတော့ဒါတည်းတိတိကျကျပြဋ္ဌာန်းမှုလိုတယ်ဤဥပဒေတည်းလိုတယ်ပေါ့ဗျာဒါတော့ကျွန်တော်မြင်တာအခုကတော့ဦးသန်းရွှေကဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်ကိုအာဏာလွှဲပေးတဲ့နည်းနဲ့ကာကွယ်ရေးဦးစီးချုပ်ဖြစ်တယ်လို့ဘုမင်းလာရင်ကမထောက်ခံလို့ရှိရင်ကာကွယ်ရေးဦးစီးချုပ်ဘသူဖြစ်တယ်ဆိုတာကျွန်တော်တို့လည်းဥပဒေမှာတိတိကျကျမပြောထားတော့ဘာမှန်းကိုပြောရမှာဥပဒေရဲ့လက်ဟာကွက်တစ်ကွက်ပဲအဲ့ဒါဟာတစ်ချိန်လုံးဟာလာကာလုံနဲ့ပတ်သက်တဲ့ဥပဒေနည်းဥပဒေအဲ့တော့ကာကွယ်ရေးဦးစီးချုပ်ရွေးချယ်ခြင်းဆိုင်ရာနဲ့ပတ်သက်ပြီးတော့ဥပဒေနည်းဥပဒေဟာ
ကျွန်တော်တို့လွတ်တော်သက်တမ်းတစ်လျှောက်လုံး10 နှစ်တိကျွန်တော်ဘယ်သူမှလှုပ်ရှားခဲ့ခြင်းကြိုးစားခဲ့ခြင်းမရှိဘူးလို့ကျွန်တော်သုံးသပ်ရခြင်းအားဖြင့်အဲ့ဒီအရေးကိုခပ်ပေါ်ပေါ်ပဲသုံးသပ်ခဲ့တယ်လို့ကျွန်တော်ထင်တယ်ဗျဒါကနံပါတ်1အချက်ပေါ့ဒါဥပဒေသမားတစ်ယောက်ရဲ့နိုင်ငံရေးသမားတစ်ယောက်ရဲ့အမြင်နဲ့ပြောရလို့ရှိရင်တက်ကနိုင်ငံရေးတဲ့မပါတာအကောင်းဆုံးပေါ့ဒါတော့ရှင်းနေတာဒါပေမဲ့ဗမာပြည်လိုလက်နက်ကင်တွေအများကြီးကဘယ်သူမှလက်နက်မစွန့်မနဲ့နိုင်ငံရေးစကားပြောနေတော့ပါနေပြန်တော့လေကျွန်တော်တို့ကအစိုးရမစိုးသားပြန်အဲ့တော့ပြန်ပြီးကျွန်တော်သမိုင်းကိုလေ့လာကြည့်ပေါ့လွတ်လပ်ရေးရပြီးတဲ့အချိန်မှာကျွန်တော်တို့ကာကွယ်ရေးဦးစီးချုပ်ဟာစမစ်ထွန်းအဲ့တော့ကာလုံသဘောမျိုးကျွန်တော်တို့ဖွဲ့ခဲ့တာရှိတယ်3 ဦးကော်မတီဒါပေမဲ့အဲ့ဒါ3 ဦးကော်မတီကနေပြီးတော့ဒီရွေးကောက်ပွဲကလည်းအဲ့ဒီတော့မလုပ်နိုင်သေးဘူးဗျလွတ်လပ်ရေးရပြီးတော့တိုင်းပြည်ပြည်လွတ်တော်ကိုဆက်ပြီးတော့ပါလီမန်သဘောမျိုးအစားထိုးပြီးလုပ်နေရတော့အဲ့ဒီလိုကာလာမျိုးမှာပါတီနိုင်ငံရေးကင်းဖို့ဆိုပြီးအစိုးရဖွဲ့တယ်ကိုပြောတာနော်ဆိုပြီးတော့အဲ့ဒီတပ်မတော်ကဗိုလ်ချုပ်ကြီးစမစ်ဒွန်းတို့ကအကြံပြုခဲ့ဘူးတဲ့အဲ့လိုအကြံပြုခဲ့တဲ့ကမှာတကယ်တော့ရောက်နေပြီးသားဖြစ်နေတဲ့နိုင်ငံရေးပါတီတွေကဘယ်လက်ခံလဲလက်မခံတော့နောက်ဆုံးပြောရင်လက်ဝဲတွေကလည်းလက်ဝဲညီညွတ်ရေးဆိုပြီးဥနေဝင်းကိုအာဏာသိမ်းမှုမြောက်ပြီးတယ်ဟောဒီဘက်ကလည်းစမစ်ဒွန်းကိုဖြုတ်ပစ်တယ်အဲ့တော့အရင်တော့စမစ်ဒွန်းတို့ရဲ့လေ့ကျင့်လာတာကဗြိတိရှဘီယမာကြီးကိုသစ္စာဆိုပြီးတော့ဒါဖွဲ့စည်းပုံအခြေခံဥပဒေကိုကာကွယ်ပါမယ်ဆိုပြီးတော့တပ်မတော်အတွက်ပဲဖြစ်ရမယ်ဆိုတဲ့ professional army ကလာတဲ့သူအဲ့ဒီမျိုးဆက်ပြုတ်ပြီးတော့တပ်မတော်ဟာနိုင်ငံရေးအယောင်စပြီးတော့ဝင်လာတာပေါ့ဒါဗိုလ်ချုပ်ကြီးနေဝင်းကိုယ်တိုင်လည်းနိုင်ငံရေးအယောင်ကင်းမှမကင်းတာနောက်ဗိုလ်စေရကလည်းနိုင်ငံရေးအယောင်မကင်းဘူးအဲ့တော့ကျွန်တော်တို့မိန်းမနဲ့ပတ်သက်ပြီးတော့လှေနဲ့မြင်းနဲ့ဥမာပေးဘူးလေလှေနဲ့မြင်းသည်စီးတဲ့သူနောက်ကောက်ကောက်ပါဤအဲ့လိုပဲတက်မလို့ဆိုရဲရန်တရားကလည်းစီးတဲ့သူနောက်ကောက်ကောက်ပါအောင်လိုက်တော့တာဒါကြောင့်ဒီနေ့တက်မလို့ဘယ်လိုမြင်သလဲလို့မေးလို့ရှိရင်တော့တက်မလို့ဆိုရဲရန်တရားကြီးကတပိုင်းဒါကခန္ဓာကိုယ်ပိုင်းဆိုကြပါခေါင်းပိုင်းကတစ်ပိုင်း2 ပိုင်းခွဲပြီးမြင်ရမှာအဲ့တော့ခေါင်းကိုပြင်နိုင်ရင်ကျွန်တော်တို့ပြုပြင်ပြောင်းလဲအလားလာကောင်းတယ်ဒါကတော့ထင်ရှားတဲ့ဥပမာပြောရင်အင်ဒိုနီးရှားဟာဒီနိုင်ငံပြုပြင်ပြောင်းလဲဖို့လုပ်တဲ့အခါမှာဒါတက်မတော်ခေါင်းဆောင်တွေကိုယ်တိုင်ပါပြီးပြောင်းခဲ့တာဖိလစ်ပိုင်ပြောဦးမလားတောင်ကိုရီးယားပြောဦးမလားအဲ့လိုပဲချီလီပြောဦးမလားအဲ့တော့သူတို့ကိုယ်တိုင်ကအခုကပြုပြင်ပြောင်းလဲပါမယ်ဆိုပြီးတော့ပြုပြင်ပြောင်းလဲဖို့လုပ်နေတဲ့ကာလမှာကျွန်တော်တို့ဘက်ကတော့နိုင်ငံရေးဟာနိုင်ငံရေးနည်းနဲ့မရှင်းခဲ့ဘူးပြောချင်တာကကျွန်တော်တို့တဏ္ဍမှာမရှိဘဲနဲ့ငါတို့မှာ cherry ထက်တယောက်ပဲရှိတာနိုင်ငံရေးနည်းမဟုတ်လို့ဘာနည်းရှင်းရမှာလဲနိုင်ငံရေးအရာစကားပြောဖို့အချိန်တွေရှိခဲ့တယ်အခြေအနေတွေပေးခဲ့ဒါတမိုင်းကိုလေ့လာကြည့်သတင်းစာရှင်းလင်းပွဲပေါင်းဘလောက်နဲ့ဒါသတိပေးခဲ့တော့ဒါတွေပြန်ကြည့်အဲ့တော့ spirit of law နဲ့မကြည့်ဘဲနဲ့ပုံမှန်တစ်ခုကိုကြည့်ပြီးတော့UEC ရဲ့အဆုံးပြနောက်ဆုံးတဲ့အတည်ဖြစ်တယ်ဆိုတော့အခုကျွန်တော်တို့ဟာနောက်ဆုံးတဲ့အတည်ဖြစ်တဲ့ဘဝရောက်သွားတာပေါ့ဒါဆိုသဘောပေါက်ဒါကနိုင်ငံရေးအမြင်ပဲနိုင်ငံရေးဒီမှာဒီနိုင်ငံရေးနည်းနဲ့ဖြည့်ရှင်းရမယ်စကားပြောတဲ့ယဉ်ကျေးမှုကျွန်တော်အကျင့်သုံးအောင်ကိုကဖယ်ထုတ်ရင်ကိုလည်းဖယ်ထုတ်မှာအခုဖြစ်နေတဲ့မတူကွဲပြားမှုတွေအားလုံးကိုလည်းလက်နဲ့ကင်ပြီးတော့အဲ့ဒီလိုဖြည့်ရှင်းကြအောင်မယ်ဆိုရင်အဆုံးတန်တရားမရှိဘူး
ကျွန်တော်တို့စကားပြောတဲ့ယဉ်ကျေးမှုကိုပြန်ပြီးလုံနိုင်တဲ့နီလန်းကိုအကုန်အမြန်အချုပ်ချာအာဏာမဆုံးခင်စဉ်းစားကြဖို့လိုမယ်လို့ကျွန်တော်ပြောချင်တယ်ဗျာ အဲ့တော့ကျွန်တော်နောက်ဆုံးမေးခွန်းရှိပါတယ်အငယ်ဦးဟန်ရှင်ဝင်းအနေနဲ့လက်ရှိနိုင်ငံရေးခင်းချင်းမှာဒါပြည်တွင်းမှာလည်းဒါနိုင်ငံရေးအစုဖွဲ့တွေအနေနဲ့ဒါမှတ်ပုံတင်တဲ့နိုင်ငံရေးပါတီလည်းရှိမယ်ငြိမ်းချမ်းရေးစကားပြောနေရလည်းရှိမယ်တွေ့ဆုံဆွေးနွေးအတန်တွေလည်းထွက်နေကြတယ်အဲ့လိုပဲဒါအခုပြီးခဲ့တဲ့ဒီဟိုလာထဲမှာပဲပေါ့နော်ကျွန်တော်ပြီးခဲ့တော့ဒီလာထဲမှာပဲပြောပါဒီလာထဲမှာပဲကျွန်တော်တို့ဒါရွေးကောက်ပွဲဆိုတဲ့အတန်တွေလည်းထွက်လာကြတယ်နော်အဲ့တော့ဘယ်လိုပုံစံနဲ့သွားမလဲဘယ်နည်းလုပ်မလဲဆိုတာတိကျမသိပေမဲ့ဒါကျွန်တော်တို့အတန်ထွက်လာကြတယ်အဲ့တော့ဒါနိုင်ငံရေးအရာဟိုပေါ့ဒါဖြစ်စဉ်တွေအတန်တွေကြားနေရပြီအဲ့တော့ကျွန်တော်တို့ကဒါဒီလိုပဲတစ်ချမ်းမှာတစ်ဖက်မှာလည်းကျွန်တော်တို့ဒါပြီးမှာတခြားဟိုဒီဗမာနိုင်ငံရေးအရာဒါဟို NUG တို့တခြားဒီတိုင်းသားလက်နက်ကိုင်စုဖွဲ့တွေနဲ့လည်းဒါငြိမ်းချမ်းရေးဆွေးနွေးတဲ့လုပ်ငန်းစဉ်တွေလည်းရှိနေလို့ဒါတစ်ဖက်ကလည်းဒါရွေးကောက်ပွဲကိုဒါစန့်ကျင်ဖို့တွေဖြစ်နေကြတယ်ဒါကပကတိရှိတရားပဲဒါလည်းကျွန်တော်တို့ကဒါသူတို့ရဲ့ထုတ်ပြန်ချက်တွေသုံးသပ်ချက်တွေသဘောထားတွေကိုဒါကျွန်တော်ကြားနေရတယ်အဲ့တော့အငယ်ဦးဟန်ရှင်ဝင်းအနေနဲ့မြန်မာစစ်တပ်ကောဒီမှာမြန်မာနိုင်ငံရေးနဲ့ပါဝင်သက်ဆိုင်နေသူအားလုံးကိုပေါ့နော်အဲ့တော့ဒီပြောချင်တယ်ဆိုရင်အဓိကတော့အကြံပြုတာပေါ့နော်အကြံပြုချင်တယ်လက်ရှိအခင်းကျင်းပေါ်မှာနိုင်ငံရေးပြိပခပေါ်မှာဒါဟိုအဓိကတော့အပြုသဘောဆောင်ပြီးတော့အကြံပြုချင်တယ်ဆိုရင်ဘယ်လိုအကြံပြုချင်ပါလဲခင်ဗျအဲ့ဒါလေးဟိုဒါနောက်ဆုံးဖြေပေးပါကျေးဇူးတင်ပါတယ်ဟုတ် တမတော်အနေနဲ့ကကျွန်တော်ထင်နေဗျကိုယ်တိုင်ကထိန်းကျောင်းတာကိုခံမလားဆိုတဲ့ပြဿနာကျွန်တော်တို့ရှေ့အဆက်ဆက်အစိုးရတွေကတော့ကျွန်တော်သုံးသပ်တာအခုလိုကြာဆုံးရတာကထိန်းကျောင်းတာကိုမခံဘဲနဲ့ငါတကောကောမယ်ဆိုတဲ့သဘောထားတွေရှိခဲ့တယ်ဒါကြောင့်လဲနိုင်ငံရေးအရာဖြည့်ရှင်းလို့မရတော့တဲ့အတွက်ကြောင့်နောက်ဆုံးပါဇက်နဲ့ပြောမြတ်လို့ဒုံနဲ့ပြောတယ်လို့ကျွန်တော်နားလည်တယ်ဒီအထိကျွန်တော်နားလည်လို့ရဒါပေမဲ့အခုကိုယ်လည်းရောက်တော့လေငါလည်းဒီတိုင်းပဲဒုအားကုန်းနဲ့ဘသူဘာပြောနားမထောင်ဘူးကွာဆိုတာမျိုးတော့မဖြစ်တဲ့တကယ်တမ်းပြောရလို့ရှိရင်ကျွန်တော်တို့လိုသူတွေကတော့ဒါစကားပြောခွင့်မကြုံလို့ပါအဲ့တော့စကားပြောခွင့်ကြုံလာတဲ့မှာနိုင်ငံရေးပါတီရှိအဲ့ဒီတွေနဲ့ပို့ပြီးဓာတ်တဲ့ပို့ပူပေါင်းဆောင်ရွက်တဲ့ပြီးတော့ဒီနိုင်ငံရေးပါတီတွေသဘောမတူတဲ့ရွေးကောက်ပွဲကော်မရှင်ဆိုတာကြီးလေအလင်းအမြန်ကိုပြုပြင်ပြောင်းလဲသင့်တယ်နောက်ပြီးတော့ဒီရွေးကောက်ပွဲကျင်းပရေးတဲ့ပို့ပြီးအရေးကြီးတာကရွေးကောက်ပွဲမလုပ်ခင်ဒီနိုင်ငံရေးပါတီတွေနဲ့ပဲပြောရပါကျွန်တော်တို့ကစကားပြောခွင့်မရှိလို့เนาะကျွန်တော်ပြောခွင့်ရရင်ကျွန်တော်တို့ပါခွင့်ရတယ်ကျွန်တော်ပါကျင်တာဒါပဲပါမယ်မထင်ပါဘူးထားပါဟို silence majority ကတော့ silent majority ပါပဲဟိုအနည်းခံဘောကစစ်ပြေးဘောကပဲနေရမှာအဲ့ဒီတော့သူတို့မှတ်ပုံတင်ထားပြီးတော့ရဲဝံ့ပေါ့ရက်နေတဲ့သူတွေကရဲဝံ့မရက်တဲ့သူတွေပိုးပြီးတော့မိတ်ဆွေမဖြစ်နိုင်ဘူးအဲ့တော့မိတ်ဆွေတွေနဲ့စကားပြောတာမကောင်းဘူးလားပိုးပြီးတော့လုတ်ပိုင်ခွင့်တွေဥပမာအဖြစ်ရွေးကောက်ပွဲကော်မရှင်လိုကိစ္စမျိုးဖွဲ့စည်းတဲ့ကိစ္စမျိုးရွေးကောက်ပွဲမတိုင်ခင်လိုအပ်တဲ့အခင်းကျင်းမျိုးပိုးပြီးတော့စကားမပြောသင့်ဘူးလားအဲ့ဒီမှသည်စောစောကပြောတယ်လို့သဘောတူညီမှုတစ်ခုလွတ်တော်ကြီးပေါ်လာရင်ငါတို့ဘာတွေအတူတူလုံးကြစို့ဆိုတဲ့သဘောတူညီချက်တွေအမြန်ဆုံးအကောင့်ထဲပေါ်ပြီးတော့ရှာလို့မရနိုင်ဘူးအဲ့တော့တပ်မတော်ကိုယ်တိုင်ကတနတ်ရှိမှစကားပြောခြင်းတဲ့အနေအထားမျိုးဖြစ်နေတာတော့အရင်ဆိုရလို့လည်းဖြစ်နေတယ်လို့ကျွန်တော်ဒေးပြီးပြောချင်စကားများများပြောပါမိတ်ဆွေရှာပါမိတ်ဆွေတွေနဲ့သဘောတူညီမှုတွေနဲ့အဲ့ဒီအားကိုယူပါအဲ့ဒါဟာတင်ဖြည်းဖြည်းနဲ့ကိုကစီမံခန့်ခွဲမှုအာဏာလို့ပဲပြောကြပါစို့
ဒါမှမဟုတ်လို့ရှိရင်လည်းအိမ်ဆောင်အစိုးရအာဏာလို့ပဲပြောပါတော့အဲ့ဒါကိုတဖြည်းဖြည်းနဲ့ဆုတ်ကြည့်အဲ့လိုဆုတ်ခြင်းအပြင်နိုင်ငံရေးကိုနိုင်ငံရေးနည်းနဲ့မဖြေရှင်းသည့်တိုင်နိုင်ငံရေးကိုစစ်ရေးသက်သက်ဖြေရှင်းတဲ့နည်းကဒစိမ့်တတိတာဆွတ်လို့ရောက်ပါလိမ့်မယ်အဲကျွန်တော်ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်ကြားရင်လည်းကြားအောင်ပြောချင်ပါတယ်ကြားမှလည်းမဟုတ်ပါဘူးအဲ့တော့တပ်မတော်နဲ့ပတ်သက်တဲ့အပိုင်းပြောပြီးတော့အဲဒီ stakeholder တွေပေါ့လေဒီပဋိပက္ခမှာပါဝင်နေတဲ့အဲဒီအားလုံးကိုပြောချင်တာပေါ့အားလုံးဆိုတာတော့တနည်းအားဖြင့်ပြောရင်လုံးဝကျွန်တော်နဲ့အမြင်မတူတဲ့သူတွေလည်းပါပါအဲ့တော့အခုလက်ရှိနေတာကစကားပြောချင်တယ်ဆိုလို့ရှိရင်လည်းစကားပြောဖို့ရအခွင့်အလမ်းကတော့မပေါ်သေးဘူးပေါ့ဒါကြောင့်အဲ့ဓာတွေအားလုံးကိုကျွန်တော်တို့စကားပြောပြီးဖြည့်ရှင်းကြရအောင်လို့ပြောတာကကျွန်တော်ပြောလို့မရဘူးပေါ့နော်ဆိုတော့ကျွန်တော်ပြောလို့ရတာတခုတော့ရှိအဲ့ဒါပါလဲဆိုတော့ဟိုကျွန်တော်နေနဲ့ပတ်သက်ပြီးတော့လည်းအဓိကမေးထားတော့ကျွန်တော်နေမှာကျွန်တော်သိတဲ့မိတ်ဆွေတွေတော်တော်များများဟာအခုသိတဲ့သူကသိကုန်ပြီးတော့ရေစုံမှာမနေရဲလို့ပြေးတဲ့သူကပြေးကုန်ပြီမြို့ပေါ်တင်လားမဟုတ်ဘူးဗျာနေရီမှာရောအဲ့ဒီထဲမှာကျွန်တော်တပည့်ကျောင်းဆရာဆရာမတွေလည်းပါတာပေါ့ဗျာအများစုကတော့ဆရာဆရာမတွေကျွန်တော်တွေးကြည့်တယ်အဲ့ဒီလိုဖြစ်တာဟာလူလူကကိုယ့်ကိုထောက်ခံတာလားလူလူကကိုယ့်ကိုကြောက်နေတာလားစဉ်းစားဖို့လိုတယ်ကျွန်တော်ကမေးချင်တာဘာလို့အဲ့လိုမေးရလဲဆိုတော့ကျွန်တော်တို့88အရေးခင်းတော့ကကျွန်တော်ရှေ့မှာလည်းပြောခဲ့ပြီမြိုင်ပါတီယူနစ်ကလူတွေခိုလုံတော့ပဲလာတယ်ပြည်စုပဲလာတယ်အခုကပါတီယူနစ်ကလူတွေခိုလုံတော့ဘယ်ကိုပဲလာတော့ကျွန်တော်တို့ပြည်စုပဲလာတယ်တဘောကကိုလုံနေတာဒီနိုင်ငံသားအားလုံးအတွက်တနည်းအားဖြင့်ကိုမကြိုက်တဲ့သူတွေအတွက်တနည်းအားဖြင့်စနစ်ရဲ့သားကောင်ဖြစ်တယ်လို့ယူဆထားသောနိုင်ငံရေးသားကောင်တွေအတွက်အားလုံးကသူတို့ကနိုင်ငံသားတွေပဲအဲ့ဒါအတွက်ရည်စူးပြီးလောက်တာဖြစ်ဖို့လိုတယ်အဲ့ဒီလိုမဟုတ်ဘဲနဲ့လက်ထဲမှာလက်နဲ့ရှိလို့လက်နဲ့အားကုန်နဲ့ဖြည့်ရှင်းတာသည်တကယ်တော့နိုင်ငံရေးအထီးကျန်မှုဖြစ်စေနိုင်တယ်ကျွန်တော်လေးလေးနက်နက်သတိပေးလိုပါတယ်အဲ့ဒါကိုအမြန်ဆုံးကာလတိုးစီပြီးတော့ကျွန်တော်တို့လူထုရဲ့အဆုံးဖြတ်လူပဲပြောဒိုင်လူကြီးလူပဲပြောဒါတတ်ပါတီလည်းဖြစ်နိုင်တယ်ခံယူနိုင်တဲ့နေ့တစ်နေ့ကိုအမြန်ရောက်အောင်ကြိုးစားပါအဲ့ဒီလူစီမှာလက်နဲ့စွန့်ကြပါကျွန်တော်ပြောချင်ပါတယ်အယူဆစွန့်ဖို့ပြောတာမဟုတ်ဘူးเนาะလက်နဲ့စွန့်ဖို့ပြောတာဒါတော့နိုင်ငံရေးကိုနိုင်ငံရေးနည်းနဲ့ဖြည့်ရှင်းပါအမြန်ဆုံးတတ်ပါတီသို့မဟုတ်စောစောပြောတဲ့လူတို့ရဲ့အဆုံးဖြတ်ခံနိုင်တဲ့နီးလန်းနေနဲ့ကြိုးစားကြပါလို့အဲ့ဒီလောက်ပဲကျွန်တော်ပြောသို့တော့အဲ့လိုပြောတဲ့ဥစ္စာကျွန်တော်88ကာလရေစကြိုကိုစံထားပြီးပြောခဲ့တဲ့အတွက်ကြောင့်ဒီနေ့အခြေအနေတော့ကိုက်ညီမှာကိုက်ညီပါမယ်အဲ့ဒီမှာကျွန်တော်လုပ်ခဲ့တဲ့331တရားစီရင်ကြီးဟာလည်းပဲဖြစ်နိုင်တယ်များလူထုဟာသူ့ဟာသူဆုံးဖြတ်တတ်သွားအောင်လုပ်တဲ့နည်းစနစ်ပါတနည်းအားဖြင့်ကိုယ့်ရဲ့စီမံခန့်ခွဲရေးလက်တံကြီးမရှိအောင်ချုပ်နေတယ်ပါအဲ့ဒါမျိုးတွေလေကိုယ့်ရေကြိုသူရေကြိုသားတွေပြန်ပြီးတော့လေ့လာကြပါသမိုင်းကတော့ခြံထားခဲ့ပြီးပါပြီသင်္ကန်းစာယူခြင်းမယူခြင်းကတော့သင်တို့ရဲ့တာဝန်သာဖြစ်ပါတယ်လို့အဲ့လိုပြောချင်ပါတယ်ဗျာဟုတ်ကဲ့ပါအငယ်ဥဟန်ရှင်ဝင်ကျေးဇူးတင်ပါတယ်ကျွန်တော်တို့ဒီနေ့ပေါ့နော်ကျွန်တော်တို့ PPFD ရဲ့ဒါမေးမြန်းမှုအဓိကတော့ကျွန်တော်တို့ကအတက်နိုင်ဆုံးဒါ silent majority ပေါ့နော်ဒီတိတ်ဆိတ်နေတဲ့အတန်တွေသူအဖြစ်တော့ကျွန်တော်တို့ဒီနိုင်ငံရေးစကားတွေပြောမဲ့လူတွေပြောချင်တဲ့သူတွေပြောနိုင်တဲ့သူတွေနောက်ပြောနိုင်တဲ့သူတွေထဲမှာလည်းကျွန်တော်တို့က
အဓိကမတူကွဲပြားမှုရောနောက်ဒီလက်ရှိဒီပေါ့ reality ပေါ့ပကတိနိုင်ငံရေးပေါ်မှာဖြစ်တဲ့အတိုင်းအတာကိုပြောတဲ့အလွှာတွေရှိတဲ့ဒါအငယ်ဥဟန်ရှင်ဝင်းတို့လိုပုံကိုယ်တွေကိုအဓိကဒါဦးစားပေးတာပေါ့နော်အဲ့တော့ပြောတဲ့အတွက်ကျွန်တော်တို့ PPFD အနေနဲ့အများကြီးကျေးဇူးတင်ပါတယ်ကျွန်တော်တို့ PPFD အနေနဲ့ကတော့ဒါဆက်ပြီးတော့လဲဒါမင်းမြန်းမှုတွေဒါဆက်ပြီးတော့လှုပ်သွားမှာဖြစ်ပါတယ်အဓိကတော့ကျွန်တော်တို့ကဒီဘတ်အသီးသီးဆိုတာထက်ပေါ့နော်ကျွန်တော်တို့တွေကလက်ရှိအခင်းကျင်းမှာလက်ရှိနိုင်ငံရေးပြဋိပက္ခနိုင်ငံရေးပြဿနာကာလမှာဘသူတွေကတော့ဒီလိုမျိုးမြင်တယ်ဒီလိုမျိုးအတွေးခေါ်ယူဆတွေရှိတယ်နောက်ဘလို့သုံးသက်တယ်ဆိုတာကိုကျွန်တော်တို့ကဒါပြည်သူလူထုကိုသိဖို့ဒါအသိဖွင့်အောင်ပွင့်လုပ်ပေးတဲ့ဒါကျွန်တော်တို့ရဲ့ platform တစ်ခုဖြစ်ပါတယ်အဓိကကတော့စုံဖြတ်ပြီးတော့သုံးသက်ပြီးတော့မှဒါကျွန်တော်တို့တိုင်းပြည်ရဲ့ဒါနောက်သွားမဲ့အနာဂတ်ဒါမှမဟုတ်လည်းနောက်ဖြစ်လာမဲ့အနေအထားတစ်ခုကိုဒါပြည်သူလူထုကပဲဆုံးဖြတ်ရမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့အနေနဲ့ကတော့ဒါအာဘော်လဲကျွန်တော်တို့ PPFD ရဲ့အာဘော်လည်းမဟုတ်ဘူးเนาะအဓိကတော့ကျွန်တော်တို့တွေက PPFD platform ဆိုတာကဒီစိတ်နေတဲ့အတန်တွေဒီလူတွေနိုင်ငံရေးနဲ့ကင်းကွာသွားတဲ့လူတွေပေါ့เนาะအဓိကဒီပြိပက္ခကာလမှာဘယ်လိုပဲဖြစ်ဖြစ်ရှေ့မှာလဲဒီလိုပဲတယောက်နဲ့တယောက်ကအယောင်မတူတာပဲဖြစ်ဖြစ်နိုင်ငံထောက်ခံတဲ့သူမထောက်ခံတဲ့သူစတဲ့ဝိဝါဒတွေကွဲပြားမှုကြားမှာတချို့တွေဆိုလဲဂျားထဲမှာ politics လို့ခေါ်တော့နိုင်ငံရေးနဲ့ဝေးကင်းကွာသွားပြီးတော့မှကိုရဲ့တဆိုင်ရာကိုအဓိကတော့ကိုတယောက်တည်းစိတ်လုံခြုံမှုအလိုမျိုးမိသားစုလုံခြုံမှုစတဲ့ပုံမှာပဲစဉ်းစားနိုင်တဲ့အနေအထားကနေပြီးတော့ဒီအရင်တော့ကနိုင်ငံရေးစကားတွေပြောခဲ့တဲ့လူတွေအရင်တော့ကငြိမ်းချမ်းရေးပြောခဲ့တဲ့လူတွေကအခုချိန်မှာအတန်တွေတိတ်ပြီးတော့စကားပြောလိုက်ရင်ပဲဘယ်ဘက်ကဖက်တီးတီးရပါတော့သူတို့ပေါ်မှာဘယ်လိုမျိုးမြင်လာနိုင်လဲဆိုတဲ့ဒီလူအုပ်စုဒါမှမဟုတ်လေလူတွေကိုအချင်းချင်းတွေပဲဖြစ်ဖြစ်ဒါမှမဟုတ်ကိုနဲ့မတူတဲ့အစုအဖွဲ့တွေပဲဖြစ်ဖြစ်ဒါကိုယ့်ရဲ့စိုးရိမ်စိတ်တွေလက်ရှိအခင်းကျင်းပေါ်မှာကိုငြိမ်သက်သွားရတဲ့အခြေအနေတွေလည်းအများကြီးရှိပါတယ် silent majority ဆိုတဲ့နေရာမှာပေါ့နော်ဒါကြောင့်ကျွန်တော်တို့က PPFD ကနေပြီးတော့ဒီလိုမျိုးဒါဖိတ်ကြားပြီးတော့နိုင်ငံရေးအမြင်တွေပေါ့နော်ဒီလက်ရှိအခင်းကျင်းပေါ်မှာအမြင်တွေဒီကတော့လက်တွေ့နဲ့နီးစပ်တဲ့ပြည်သူတွေအနေနဲ့ဘာတွေလုပ်တင်နေပေါ့နော်အကြံပြုချက်တွေဆိုလဲဒါဘယ်လိုပဲဖြစ်ဖြစ်ပါကျွန်တော်တို့ဒါPPFD အနေနဲ့ကြည့်မယ်ဆိုရင်နှစ်ဖက်လုံးဆိုဘက်အားလုံးပေါ့ဗျာဘက်တွေလည်းရှိကောင်းရှိမယ်အဲ့လိုပဲတစ်ဖက်မှာဒီနိုင်ငံရေးပြပခါကြောင့်ဒီအခုတစ်ဖက်မှာရောက်နေတဲ့နိုင်ငံရေးအစိုးရပေါ့နော်တို့ကတော့ shadow government လို့လည်းခေါ်ကြတာပဲဒါပေမဲ့ကြိုက်တာပြောကြပေါ့နော်ဒါပေမဲ့အစိုးရတွေရှိမယ်အဲ့လိုပဲတင်အားစုတွေကိုယ့်ရဲ့ဒီမိုကရေစီအင်အားစုတွေလည်းရှိကောင်းရှိမယ်တစ်ဖက်မှာလည်းကျွန်တော်တို့ဒါအစုဖွဲ့အနေနဲ့ဒါမြန်မာတက်မတော်ဆိုလည်းရှိကောင်းရှိမယ်ပေါ့နော်အဲ့တော့တက်မတော်ရဲ့ခေါင်းဆောင်တွေပဲဖြစ်ဖြစ်ဒီကျွန်တော်တို့ရဲ့ platform ကနေပြီးတော့ဒီလိုမျိုးအမြင်တွေရှိတယ်ဒီလိုမျိုးအတန်တွေရှိတယ်ဆိုတော့ဘက်အသီးသီးကကြားသွားနိုင်အောင်ဘက်အသီးသီးကဒီပေါ်မှာဆင်ခြင်သုံးသပ်လို့ရအောင်ကျွန်တော်တို့ကဒါ platform အနေနဲ့အတန်ထုတ်တာဖြစ်တယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ကအဓိကဒီလိုမျိုးဒါအငယ်ဥဟန်ရှင်ဝင်းလို့ဆိုလဲဒါကိုယ့်ရဲ့ဒါရေစကြိုမျိုးမှာလည်းလုပ်ခဲ့တယ်ဒါနိုင်ငံရေးဆိုလဲဒါဒီလိုရှင်းတန်အောင်ဒီလိုစီဘလို့ထင်းချောင်းရမယ်ဆိုတာကိုဒီနေ့ဒီအစဉ်တစိုက်လုပ်နေတဲ့ဒါပုံကိုကျွန်တော်တို့ဖိတ်ကြားပြီးတော့ဒါ PPFD အနေနဲ့ဒါပြည်သူလူထုကိုသိအောင်ကျွန်တော်တို့ကမျှဝေခြင်းတင်ဆက်လိုက်ခြင်းဖြစ်ပါတယ်ဒါကြောင့်ဒီ season ကိုလာပြီးတော့ပြောကြားပေးတဲ့အငယ်ဥဟန်ရှင်ဝင်းကိုပေါ့နော်ကျွန်တော်တို့ PPFD ကအထူးပဲကျေးဇူးတင်ရှိကြောင်းပြောကြားလိုပါတယ်အဲ့တော့ကြည့်ရှုနေတဲ့ကျွန်တော်တို့ PPFD ရဲ့ဒီမင်းများမှုအစီအစဉ်ကိုကြည့်ရှုနေတဲ့ဒါပြည်သူလူထုတရက်လုံးလဲဒါဘေးကင်းလုံခြုံငြိမ်းချမ်းကြပါစေအားလုံးကျေးဇူးတင်ပါတယ်